အားလုံးပဲမင်္ဂလာပါ The Goddess Tarot နဲ့ Mizu Sanity မှာအမေစုဖြစ်ပါတယ်ဒီနေ့ healing message လေးကိုအမေစုပေးချင်ပါတယ်ဒီ reading ကအခုဗီဒီယိုကြည့်နေတဲ့သူတွေအကုန်လုံးအတွက်ဖြစ်ပါတယ်အဲ့တော့အခုဗီဒီယိုကို TikTok မှာ bump into လုပ်မိတဲ့သူပဲဖြစ်ဖြစ် Facebook မှာကြည့်မိတဲ့သူပဲဖြစ်ဖြစ်အခုမှစပြီးတော့ကြည့်တဲ့သူတွေတိုင်းအတွက် maybe universe ကကိုယ့်အတွက်သိစေချင်တဲ့ message ဖြစ်ပါလိမ့်မယ်เนาะဒါမဲ့ general reading ဖြစ်တဲ့အတွက်ကြောင့်မလို့ရန်နီ serious မထားကြဘူးလို့မျိုးစုတရားနေပြောချင်ပါတယ် reading လေးရဲ့နာမည်က healing message เนาะကို heal ဖြစ်ဖို့အတွက်ဘယ်လို issues တွေကိုကိုသိတင်လဲဆိုတဲ့ဟာလေးအဲ့တော့ဒီမှာ inner child deck လေးနဲ့မျိုးစုကြည့်ပေးမယ်အဲ့တော့ inner child နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေမျိုးစု video လုပ်ပေးထားတယ် YouTube မှာလည်းအများကြီးရှိတယ်အဓိက trauma healing နဲ့ပတ်သက်တာတယ်အဲ့တော့မျိုးစုကကြတော့ဒီ inner child ကိုဒီ Netherlands ကနေပြီးတော့ပေးထားတယ်ပေါ့နော်ဒီကျောင်းပေါ့ပြောရရင်တော့အဲ့ကနေပြီးတော့မျိုးစု3 years မဟုတ် 1.5 years ဒါမဲ့ assignment တွေပါတယ်တင်တာနဲ့ဆိုလို့ရှိရင်3နှစ်နီးပါးကြာသွားတယ်ပေါ့နော်အဲ့တော့အဲ့ကျောင်းကနေပြီးတော့မျိုးစုပေးထားတာပါအဲ့တော့မျိုးစု healing တွေလည်းလုပ်ပါတယ်အသေးစိတ်ကိုတော့ဒီ post လေးရဲ့အောက်မှာ social media တွေရှိတယ် Facebook page မှာတစ်ချက်ဝင်ကြည့်လို့ရတယ် IG မှာလည်းဝင်ကြည့်လို့ရတယ်เนาะ okay ကြည့်မယ်เนาะ okay please help me connect with the energy whoever watching this video what they should know about their healing journey what they should know about their healing journey one more card okay claim your power เนาะတကယ်တမ်းကြတော့လေကို့မှာလုံနိုင်ကိုင်နိုင်တဲ့အရေးချင်းတွေအများကြီးရှိတယ်တွေးခေါ်နိုင်စွမ်းတွေရှိတယ်ကို့မှာ potential တွေအများကြီးရှိပါရဲ့သားနဲ့မြင့်စွာမြင်တာကကြတော့လေဒီဗီဒီယိုကြည့်နေတဲ့သူတွေတော်တော်များများကကိုယုံကြည်မှုမရှိဘူး relationship တွေထဲမှာပဲဖြစ်ဖြစ်ဘဝမှာကိုသွားရမယ့်လမ်းကြောင်းတွေမှာပဲဖြစ်ဖြစ်ကိုလောက်ကင်နေရတဲ့အရာတွေမှာကို့မှာ power မရှိသလိုခံစားနေရတယ်ငါညံ့နေငါမကောင်းဘူးငါဆိုရင်ဒီလိုပဲဖြစ်နေတာပဲဆိုရဲ self pity talks တွေပြောနေကြတဲ့သူတွေများလိမ့်မယ်ဒါကြောင့်ဒီ card က claim your power ရယ်နော်ကို့မှာအဲ့ဒီ power ရှိပြီးသား so tap into the power especially ဒီမှာအစိမ်းရောင်လည်းပါတယ်ဆိုတော့အစိမ်းရောင်ဟာကိုယ့်ရဲ့ heart chakra ကိုပြတာဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့ heart chakra က maybe close ဖြစ်နေတာမျိုးဖြစ်နိုင်တယ်သို့မဟုတ် block ဖြစ်နေတာမျိုးဖြစ်နိုင်တယ် congested လို့ခေါ်တဲ့ညစ်နေတာမျိုးလည်းဖြစ်နိုင်တယ်အဲ့တော့ heart chakra နဲ့ပတ်သက်တဲ့ meditation လေးတွေများများလုပ်ပေးပါ YouTube မှာရှိတယ်နောက်ပြီးတော့အစိမ်းရောင်ကြောက်တွေဖြစ်တဲ့ Amazonite တို့ Green Aventurine တို့နောက် Peridot ဆိုတဲ့ပြောင်ကောင်းစိမ်းတွေအစိမ်းရောင်မျိုးလေးအဲ့ဒါလေးတွေကိုဒီကိုယ့်ရဲ့ဒီရင်ဘတ်ဒီအလဲတက်တက်မှာပေါ့နော်ထားပြီးတော့ meditation လုပ်ပေးပါကိုယ့်ရဲ့ heart chakra ကိုဖွင့်ဖို့အတွက်ရည်ရွယ်ချက်လေးထားပေးပါအဓိကတော့ကိုယ့်ရဲ့ heart chakra ကblock ဖြစ်နေတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ power ကိုလည်းကိုမသိတယ်လို့မျိုးလက်ခံနိုင်စွမ်းကိုနားလည်နိုင်စွမ်းအဓိကတော့ကိုလက်ခံမှဒီကိုချစ်မှဘေးမှာရှိနေတဲ့သူတွေရဲ့ကောင်းခြင်းဆိုးခြင်းတွေကိုပိုပြီးရှင်းရှင်းလင်းလင်းမြင်ပါလေเนาะဘေးကလူတွေကလည်းအဲ့ဒီ energy တိုင်းပဲကို reflect လုပ်မှတုံ့ပြန်မှာဒါမဲ့ကိုလက်မခံနေဘူးကိုယ့်ရဲ့ flaws တွေကိုကိုကအမြဲတမ်းဒီကိုပြန်လဲရှုံချကိုယ့်ရဲ့ flaws တွေကိုယ့်ရဲ့အပြစ်အနာစာတွေကိုမှလက်မခံမဲနဲ့ကိုအမြဲတမ်းမှာပြစ်တင်ရှုံချနေမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ power တဖြည်းဖြည်းနဲ့ loss ဖြစ်လာမှာပဲเนาะအဲ့တော့ပြန်ပြီးတော့ကိုယ့် power ကို claim လုပ်ပါ you have the world within you ဆိုတော့ကိုယ့်ရဲ့ inner self ကိုခုနမျိုးဆိုပြောလို့ပေါ့နော် chakra meditation တွေလုပ်ပြီးတော့ပြန်ပြီးတော့ကိုပြန်ပြီးတွန်းအားပေးပါပြန်ပြီးအားပေးပါနောက်ပြန်ပြီးလက်ခံပေးပါเนาะအဓိကတော့ဒါ self acceptance message ကိုပို့ပေးတယ်နောက်တစ်ခုရယ်เนาะ be patient with yourself ဒီမှာကြည့်လိုက်တချို့သူတွေအတွက်ကကြတော့ငါဘာဖြစ်လို့ move on မလုပ်နိုင်သေးတာလဲဒီလောက်အချိန်နေကြာနေပြီငါကဘာလို့ဒါကိုမရနိုင်ရတာလဲငါဒီလောက်ထိစူးစမ်းပြီးတော့ငါဘာဖြစ်လို့ဒီလောက်တောင်အသုံးမကျရတာလဲဘာဖြစ်လို့ဆိုတော့ငါမှဘာဖြစ်လို့ဖြစ်တာလဲဆိုတော့ကိုပြန်ပြီးတော့မေးခွန်းထုတ်နေတာတွေကိုနှိပ်စက်နေတဲ့အရာတွေအကုန်လုံးကိုတဲ့ तू ကစိတ်ရှည်ပေးပါ transition period မှာတဲ့เนาะကိုဟာချက်ချင်းမနေ့ကမှညာကျင်ကြေကွဲနေတဲ့လူကချက်ချင်းရုတ်တရက်စိတ်ကိုထပြီးတော့ affirmation တွေယူရင်တော့ heart chakra meditation တွေလုပ်ရင်တော့မှနောက်တစ်နေ့မှထပ်ပြီးတော့ amazing ဒီလိုမျိုးပြောင်းလဲသွားမှာမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်မလို့ transition period ဆိုတာတစ်လလည်းဖြစ်မယ်နှစ်လလည်းဖြစ်မယ်6လလည်းဖြစ်မယ်ဘယ်လိုပဲဖြစ်ဖြစ် be patient with yourself ကိုစိတ်ရှည်ပေးပါ you are on the right track ကိုသွားနေတဲ့ direction ကိုမှန်တယ်ဆိုတဲ့စိတ်နဲ့ရှေ့ကိုဆက်ပေးပါရယ်เนาะနောက်ဆုံးတစ်ကတ်မျိုးဆိုပြောမယ်เนาะloving kindness and awareness တဲ့ဒီကတည်းကအရန်ကို resonate ဖြစ်တယ်ဒါကလည်းကိုချစ်တဲ့
loving kindness ပေါ့နော်မေတ္တာတရားကိုယ့်ကိုလက်ခံတဲ့စိတ်ကိုပဲ तू ကပြထားတယ် awareness အဲ့ဒီအရာကိုတတိနဲ့ပဲကိုကဟိုဖြတ်ကျော်လို့ရမယ်ဥပမာမကောင်းတဲ့တွေတွေးနေပြီဆိုရင် stop ကို you have to stop เนาะပြန်ပြီးတော့ stop လုပ်ပါဒီစကားတွေကတခြားသူတယောက်ကိုသာကိုပြောမယ်ဆိုရင်ကိုရောပြောထွက်မလားဥပမာနေရအသုံးမကျဘူးနေရဒီလိုပဲအမြဲတမ်းဖြစ်နေတာပဲနင်းပွားကြီးကဒီလိုပဲဖြစ်နေမှာဆိုတာတခြားသူဆိုရင်ကိုအဲ့လိုပြောထွက်မှာလားဒါမဲ့ကိုကြတော့ပြန်ပြောရယ်နော်အတွေးတွေအကုန်လုံးကတဲ့စိတ်ထဲကမရေးထားတဲ့စကားလုံးတွေပဲတဲ့နော်အဲ့တော့အဲ့ဒီစကားလုံးတွေကိုကပြောနေတဲ့၍ကိုချစ်ဖို့အတွက်ကိုခက်ခဲလိမ့်မယ်အဲ့ဒီအတွက်ကြောင့်မလို့ awareness လေးတတိလေးနဲ့ထိန်းပေးပါအဲ့ဒီအတွေးတွေဝင်လာရင်ရက်ပါကို stop လုပ်ပါပြီးသွားရင် okay ပြန်ပြီးတော့မဟုတ်ဘူး it's okay လူတိုင်းက perfect မဖြစ်နိုင်ဘူးငါလက်ခံတဲ့ face ကလေးတွေပြန်ပြောပေးပါဒါဆိုရင်တစ်ဖြည်းဖြည်းနဲ့ your life will be changing into a better เนาะပိုပြီးကောင်းလာတဲ့အနေအထားတစ်ခုရောက်လာပါလိမ့်မယ် okay ဒါကတော့ healing message လေးဖြစ်ပါတယ် so guys I hope you guys enjoy this reading and နောက်ဗီဒီယိုကြမှာမျိုးတို့ပြန်လည်ဆုံတွေ့မယ်နော်